1, 2, 3, and ဒီလို makeup သားမပါဘဲနဲ့ natural sun no makeup look လေးကို Igri က LE Premium Sunscreen နဲ့ Lip Repair Serum ကိုအဓိကသုံးပြီးပြင်ပြမှာဖြစ်ပါတယ်။ Skin care လုပ်ပြီးကနေ sunscreen လေးစလင်းလိုက်ပါမယ်။ဒီ sunscreen လေးကဘာထူးခြားလဲဆိုရင် SPF 50+ PA+ လေးလုံးတောင်ပါတာဖြစ်လို့ extremely high UVA protection double layer sun protection လုပ်ပေးတာပေါ့နော်။ကန်းချေတို့နဲ့အရန်ပူတဲ့နေရာတွေနဲ့ outdoor activity တွေသွားတဲ့အခါမှာလိန်အရန်တင်တော့ပါတယ်။ပြီးရင်သူက Hydro Essence Serum ဖြစ်လို့ moisturizer တက်လဲပါတယ်။ Tone upပါတဲ့ sunscreen လေးဖြစ်လို့လိမ့်ပြီးသွားရင် white case မကျန်ပဲအသားထဲစိတ်ဝင်ရလွယ်ကူရင်နော် sunscreen လေးလိမ့်ပြီးသွားရင် lip serum လေးလိမ့်လိုက်ပါမယ် lip serum လေးကဘာထူးခြားလဲဆိုရင်လိမ့်လိမ့်ရှင်းမှာအစီ type လေးပဲခဏလောက်နေရင်ခန္ဓာကိုယ်ရဲ့ temperature အလိုက်တိုင်းအောင်တန်းသွားစေတယ်နှာခမ်းညိုတာတို့ကွဲတာခြောက်တာတွေဆိုရင်ဒါလေးသုံးပြီးသက်သာစေပါတယ်နော်ထွက်လာတဲ့အယောင်လေးကလည်းတဘာဝဆန်ဆန်လေးမို့ယောက်ျားမိန်းမမယူသုံးလို့အဆင်ပြေတယ်မိန်းကလေးဆိုပါနီ blusher အနေနဲ့လည်းသုံးလို့ရပါတယ်သူက deep hydration ပေးနိုင်လို့ပါနီအနေနဲ့လိမ့်ထားရင်လည်းမျက်နှာလေးကိုဆူဆူလေးနဲ့အရင်လှစေရနော်ညဘက်လိမ့်ပြီးအဲ့ရင်လည်းမနှက်ထလာရင်နှာခမ်းလေးကဖူးဖူးလေးဖြစ်နေစီလို့ lip serum လေးကိုတော့ Igri တော်တော်လေးသဘောကျပါတယ်ပြီးရင်တော့မျက်ခုံးမွေးချဲလိုက်မယ်မျက်တောင်ကိုပြီးတော့အပေါ်အောက် mascara ကိုစူပေးလိုက်မယ်eyeliner လေးနဲ့မျက်တောင်အတွင်းပိုင်းနေရာကိုထင်းအောင်ဆွဲပေးလိုက်မယ်။ဒါနဲ့ clean eye makeup လေးဖြစ်သွားပါပြီ။ပြီးရင်မီကိုရောင် eyeshadow လေးကိုလက်လေးနဲ့ပပလေးယူပြီးတော့နှာတန်လေးဖော်ပေးလိုက်မယ်။ဒါနဲ့ natural sun no makeup look လေးကိုချက်ပြီးတော့ပါပြီ။နောက်ဆုံး Igri သုံးပြထားတဲ့ LE sunscreen နဲ့ lip serum လေးကိုလည်းစမ်းသုံးကြည့်ဖို့ highly recommend ပေးပါရနော်။